အခွင့်အရေးယူတာလားအခွင့်အရေးယူတတ်တာလားဒီနှစ်ခုဘဝမှာတဲကွဲနေဖို့လိုတယ်တကယ်လို့လူကြီးမင်းကအခွင့်အရေးယူတယ်ဆိုရင်လူကြီးမင်းကတေချာပေါက်လူမုံများပါတယ်အခွင့်အရေးယူခြင်းရဲ့နောက်ွယ်မှာအတ္တရှိတယ်တကောကောင်းဆန်တဲ့စိတ်ရှိတယ်ငါဆိုတာကြီးကိုပဲရှိတယ်နော်ဒါကြောင့်မလို့အခွင့်အရေးကရတိုင်းလည်းမယူသင့်ဘူးနော်ရတိုင်းလည်းမယူသင့်ဘူးရတိုင်းယူနေလို့ရှိရင်လူကြီးမင်းကအခွင့်အရေးယူတဲ့လူဖြစ်သွားမယ်အဲ့ဒီမှာအခွင့်အရေးယူတတ်တဲ့လူလားအခွင့်အရေးယူတတ်တဲ့လူဆိုတာဘယ်လိုမျိုးလဲအခွင့်အရေးယူဖို့အတွက်သူသိတယ်ဘယ်အချိန်မှာအခွင့်အရေးယူရမလဲဥပမာသူများကိုသူကိုညီတယ်ပန့်ပိုးတယ်နော်ဟိုသူ့မှာပေးဆက်ခြင်းဆိုတာရှိတယ်ဘယ်လိုင်းနေတယ်အခွင့်အရေးယူတဲ့လူကကိုကျိုးအတွက်ပဲအခွင့်အရေးယူတတ်တဲ့လူကကိုကျိုးအတွက်တတ်မဟုတ်ဘူးဟိုဘက်ကိုလည်းပေးတယ်ငါပေးတယ်ငါကိုညီတယ်သူကကိုယ့်ကိုဒီလိုမျိုးအခွင့်အရေးလေးတွေပေးလာတယ်အဲ့တော့ဒါကိုယူတယ်နော်တစ်ခါလေကြားလို့ချင်းမြန်မာစကားလွယ်မလို့နဲ့ရှုပ်တယ်အခွင့်အရေးယူတတ်တယ်သူကအခွင့်အရေးယူတတ်တယ်လားဆိုပြီးတော့ရုပ်တရက်ကြီးဟို negative မတွေးလိုက်တယ်နဲ့အခွင့်အရေးယူတတ်တယ်ဆိုတာယူထိုက်တဲ့အချိန်ကိုယူတာလားနော်တချို့အဓိပ္ပာယ်လေးတွေလွယ်နေကြတယ်နော်တတချက်ချာလေးပြင်ပြီးတော့စဉ်းစားပါဒါကြောင့်မလို့ဘဝမှာရေရှည်မှာရက်တည်ခြင်းနဲ့ရက်တည်နိုင်စွမ်းရှိလို့ဘို့အတွက်ပေါ့နော်လူကြီးမင်းဟာအချိန်အခါလျောက်အခွင့်အရေးယူတတ်တဲ့လူဖြစ်ဖို့လေလိုတယ်လုံးဝမယူဘူးဆိုရင်လည်းတခါတလေလူကြီးမင်းရဲ့အောင်မြင်မှုကိုရက်တန့်သွားစေတဲ့တက်တဲ့တလောက်မတက်ဘူးဒီတော့အခွင့်အရေးယူတတ်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ကတိကျ recommend ပေးတဲ့နံပါတ်လေးတွေဘာနံပါတ်လဲဆိုတော့4 2 4 5 4 6 1 5နော်ဒီလိုနံပါတ်တွေကသူတို့ကအခွင့်အရေးကိုယူတတ်ကြတယ်ဒါပေမဲ့သူများအပေါ်မှာမကောင်းဘူးဆိုတဲ့စိတ်နဲ့မရှိဘူးသူတို့ကဘယ်လိုပြောမလဲတပတ်တာအပေါ်ကိုလည်းပေးထိုက်တာကိုပေးတယ်ရတဲ့ကြားထိုက်တာကိုလည်းသူတို့ယူတယ်ယူတတ်တဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့အနီးနားထဲမှာနံပါတ် all green ဖြစ်နေတယ်အဲ့လိုနံပါတ်လေးတွေလည်းထည့်သွင်းထားတဲ့လူတွေဆိုရင်ပြောရမယ်ဆိုရင်သူတို့ကပေါင်းလို့ရတဲ့လူထဲမှာပါတယ်အဲဆိုတော့သူတို့ကစိတ်ရင်ကောင်းတယ်အခွင့်အရေးကိုရတိုင်းလည်းမယူဘူးတိကျမှန်ကန်စွာနဲ့ဟိုအမှန်တရားပေါ်အခြေခံပြီးအခွင့်အရေးကိုယူတတ်ကြတဲ့လူပဲဖြစ်လို့ပါအင်ဂျယ်ကတော့မြန်မာပြည်မှာဆိုရင်နံပါတ်ပညာရှင်ကြီးဆိုပြီးတော့ပထမဦးဆုံးတက်လာတဲ့နံပါတ်ပညာရှင်ကြီးအင်ဂျယ်ကိုဖြစ်ပါတယ်เนาะအခုကလည်းနံပါတ်ပညာရှင်တွေကများတော့သိရအောင်လို့ပါနောက်ပြီးဒီချက်ရဲ့တည့်ရကျဆိုဒီကဖုန်းကလေဒုတိယရဲ့ဘဝကိုအကောင်းဆုံးဖြစ်ဖို့အတွက်တွားကျင်တဲ့နေရာလားဖြစ်ချင်တဲ့အရာလေးတွေကိုအဆက်ဆက်ရရပါတော့အစဉ်ပြေလွယ်ကူဖို့အတွက်ပတ်မှုပေးနေစွမ်းရှိတဲ့